ကမ္ဘာတိုက်ခိုက်ရေးလောကရဲ့အမြင့်ဆုံးစင်မြင့်ဖြစ်တဲ့ UFCC ကိုမျှော်လင့်ချက်အပြည့်နဲ့ရောက်ရှိလာခဲ့တဲ့နယ်သာလန်သားကြီး Reinier de Ridder ရဲ့ခရီးလမ်းဟာအခုချိန်မှာတော့မင်းဟုန်းထုတ်စရာတွေနဲ့ပြည့်နှက်နေပြီဖြစ်ပါတယ်။ One Championship မှာ Weight နှစ်ခုရဲ့ Champion အဖြစ်ဆိုမိုးခဲ့ပြီး Kevin Holland, Bonican နဲ့ Robert Whittaker တို့လို UFC ရဲ့ထိပ်တန်း Fighter တွေကိုတော့အနိုင်ယူနိုင်စွမ်းရှိတယ်လို့သတ်မှတ်ခံခဲ့ရတဲ့ဒီကစားသမားဟာလက်ရှိမှာတော့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။အထူးသဖြင့် Brandon Allen နဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်မှာစရုပ်ထအချီမာတဲ့အရှုံးပေးလိုက်ရခြင်းဟာသူ့ရဲ့တိုက်ခိုက်ရေးသမားတစ်ယောက်မှာရှိတဲ့ဇွဲနဲ့ခန္ဓာရည်အပေါ်တန်တရားတွေဖြစ်ပေါ်စေခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ de Ridder ဟာနီးပညာပိုင်းအရာတာလွန်နိုင်ခြေရှိခဲ့ပေမဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြိုလဲမှုနဲ့အသေးမပါတဲ့ကစားဟန်ကြောင့် UFC လောကကကစားသမားအချင်းချင်းကြားမှာတောင်လောင်ပြောင်စရာခေါင်းစဉ်တစ်ခုဖြစ်ခဲ့ရပါတယ်။တိုက်ခိုက်ရေးသမားတယောက်အတွက်အရေးကြီးဆုံးဖြစ်တဲ့မလျှော့သောဇွဲနဲ့ရုံးကန်လိုစိတ်ဟာ de Ridder စီမှာပျောက်ဆုံးနေတယ်လို့ဝေဖန်ရေးသမားတွေကထောက်ပြနေကြပါတယ်။ Brandon Allen ကသူ့ကိုအရှုံးပေးအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အချိန်မှာ UFC ရဲ့အခြား Fighter တွေက de Ridder ရဲ့အားနည်းတဲ့စိတ်ဓာတ်ကိုဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပြီးဒါဟာအဆင့်မြင့်စင်မြင့်မှာရှင်သန်ဖို့မလုံလောက်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ဒီအခြေအနေတွေဟာပုံမဆိုးရွားလာခဲ့ပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ကာယိုဘော်ဟာလိုနဲ့ပွဲမှာလည်းဒိုင်လူကြီးတွေရဲ့တညီတည်းဆုံးဖြတ်ချက်နဲ့ထပ်မံရှုံးနိမ့်ထည့်ရပြန်ပါတယ်။ဒီအရှုံးတွေဟာသူ့ရဲ့နီးပညာပိုင်းထက်စိတ်ဓာတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုမရှိတော့တာကိုမိမောင်းထိုးနေပြနေတယ်လို့ထင်နေပါတယ်။အခုလို de Ridder ရဲ့ကြာဆင်းလာတဲ့အခြေအနေတွေကြားမှာမြမကုံဆောင်အောင်လအန်ဆန်ရဲ့အခန့်ကဏ္ဍကလည်းငင်းခုန်စရာဖြစ်လာပါတယ်။အောင်လအန်ဆန်ဟာ Kill Cliff အားကစားရုံမှာ de Ridder ကိုနီးပြအခေတာဝန်ယူလေ့ကျင့်ပေးနေသူဖြစ်ပါတယ်။ဒီချိန်က One Championship စင်မြင့်ပေါင်းမှာပြိုင်ပွဲတွေထိခဲ့ကြပြီးမဲ့အခုခါမှာတော့နီးပြညတပြက်လိုရင်းနှီးစွာပူးပေါင်းနေကြတာပါ။ဒါပေမဲ့ de Ridder ရဲ့စက်တိုက်ရှုံးနိမ့်မှုတွေနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်ပရိသတ်တွေနဲ့ကျွမ်းကျင်သူတွေကအောင်လအန်ဆန်ရဲ့နီးပြမှုအပေါ်မေးခွန်းထုတ်လာကြပါတယ်။အောင်လအန်ဆန်ကသူ့ရဲ့အတွေ့အကြုံတွေကိုမျှဝေပေးနေပေမဲ့ de Ridder ရဲ့တိုက်ခိုက်ရေးဗီဇက UFC ရဲ့ပြင်းထန်တဲ့ဖိအားတွေကိုမခံနိုင်တော့တာလားဒါမှမဟုတ်လေ့ကျင့်ခန်းအစီအစဉ်တွေကပဲမှားယွင်းနေသလားဆိုတာဝေဖန်စရာဖြစ်နေပါတယ်။အောင်လအန်ဆန်ကိုယ်တိုင်ဟာလည်းပြင်းထန်တဲ့တိုက်ခိုက်ရေးစိတ်တဲ့အကြောင်းလူသိများသူဖြစ်ပေမဲ့သူ့ရဲ့လေ့ကျင့်ပေးမှုအောက်မှာ de Ridder ကဘာကြောင့်ဇွဲမရှိတဲ့ကစားသမားတစ်ယောက်လိုဖြစ်နေရတယ်လဲဆိုတာကစဉ်းစားစရာပါ။အောင်လအန်ဆန်နဲ့အတူတူလေ့ကျင့်နေခြင်းဟာ de Ridder အတွက်တကယ်ပဲအကျိုးရှိစေရလားဆိုတဲ့တန်တရားတွေဟာအခုဆိုရင်လူမှုကွန်ရက်နဲ့အားကစားမီဒီယာတွေမှာကျဲကျဲလောင်လောင်ထွက်ပေါ်နေပါတယ်။အောင်လအန်ဆန်အနေနဲ့သူ့ရဲ့နီးပြမှုပိုင်းမှာတစုံတရာလိုအပ်ချက်ရှိနေတာလားဒါမှမဟုတ် de Ridder ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကပဲပြန်မလာနိုင်တော့အထိကျဆင်းသွားတာလားဆိုတာကိုနောက်ချက်ပွဲစဉ်တွေကတက်တည်ပြသွားပါလိမ့်မယ်။လက်ရှိ UFC ရဲ့ middleweight တန်းမှာတော့ de Ridder ဟာအစပိုင်းမှာမျှော်လင့်ထားလို့ချင်းချောက်မှုတစ်ခုမဟုတ်တော့ပဲအနိုင်ယူရလွယ်ကူတဲ့ပြိုင်ဘက်တစ်ယောက်လိုဖြစ်နေရတာကစိတ်မကောင်းစရာပါ။ပြိုင်ဘက် fighter တွေရဲ့လောင်းပြောင်မှုကိုခံနေရတာအပြင်နီးပြဖြစ်တဲ့အောင်လအန်ဆန်အပေါ်ပါဝေဖန်မှုတွေတက်ရောက်နေတဲ့အတွက်ဒီအတွဲဟာရှေ့ဆက်ဖို့ခက်ခဲလာနိုင်ပါတယ်။အသေးမပါတဲ့တိုက်ခိုက်မှုတွေနဲ့ဇွဲမရှိတဲ့တပ်ထန်တွေက de Ridder ကို UFC ကနေအမြန်ဆုံးနှုတ်ဆက်ရအောင်တွန်းပို့နေတယ်လို့ဖြစ်နေပါတယ်။အောင်လအန်ဆန်အနေနဲ့သူ့ရဲ့တပြက်အထီတူကိုအမှန်တကယ်ပြောင်းလဲသေးနိုင်မလားဒါမှမဟုတ်ဒီအရှုံးနှိမ့်တန်တရားတွေမှာမဲ့နှစ်မွန်းသွားဦးမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်။တိုက်ခိုက်ရေးလောကမှာနီးပညာထက်စိတ်ဓာတ်ကပိုအရေးကြီးတယ်ဆိုတာကို de Ridder ရဲ့အခြေအနေကတက်တည်ပြနေပြီးဒီခရီးလမ်းရဲ့အဆုံးသက်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုအားလုံးကစောင့်ကြည့်နေကြပါတယ်။ပရိသတ်ကြီးတော့ဘယ်လိုမြင်ပါလဲ။မတ်ချက်လေးတွေကို comment မှာဖော်ပြသွားခဲ့ပါဦး။